ငါဘသူနဲ့သွားတွေ့မှာငါဘယ်ဟူသွားမှာဘာနာနိုင်လောက်ကြမှာတို့ဒါပြောစရာမလိုတကယ်ဆရာကြီးတွေလူနတ်တွေကအောင်မြင်ပြီးမှ result ကိုချပြကြတာအဲ့ချိန်ကျမှဟာတာကြီးမင်းမိုက်လိုက်လားကွာမင်းဘလူတွေလှုပ်ထားတော့ဘာတော့ညာတော့ကြမှာအဲ့ကြမှာပြောပြလိုက်ဒီဘက်ခေတ်လူငယ်တွေတော်တော်များများရဲ့ပြဿနာကကိုကတော်ချောင်းတက်ချောင်းနေအရန်ထုတ်ပြကြတာပဲအဲ့လိုလုပ်တာအမုန်းခံနိုင်တယ်ဆိုတာကိုသိလားအခက်မသိလို့ရှင်အလုပ်တွေပါရတော့အထုတ်ခံနိုင်ဒီနေ့မှာတော့ကျွန်တော်တို့လူငယ်တွေသိထားတင်တယ်သိုံနဲ့မပြီးသေးပဲနဲ့လက်တွေ့မှာအမားတွေမစင်မကျင်လုပ်နေတာတွေကိုနည်းနည်းလေးပြောပြခြင်းတယ်အထူးသဖြင့်ပေါင်းတင်းဆက်ဆံရေးမှာကျွန်တော်ဒီအချက်ကို48 laws of power ဆိုတဲ့စာအုပ်ထဲကနေကောက်နှုတ်တာဖြစ်ပါတယ်ဒီစာအုပ်ကကျွန်တော်တို့တော်တော်များများလေးသိပြီးသားပဲတချို့လူကြီးပြောကြတာရှိတယ်ဒီစာအုပ်ကြီးကနိုင်ငံရေးဓမ္မကြီးနဲ့ပဲဆိုင်တာငောင်းတဲ့မဆိုင်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့တကယ်တော့မဟုတ်ဘူးကျွန်တော်တို့အားလုံးနဲ့ဆိုင်တယ်ဒီစာအုပ်ထဲမှာပါတဲ့အချက်တွေကတကယ်လေးနက်မှုလည်းရှိတယ်လက်တွေ့ဘဝမှာလည်းရှိတယ်သုံးနေတယ်တကယ်လူတဘာဝအမှန်ကိုထင်ဟပ်နေတယ်ဆိုတာကိုတော့ညင်းလို့မရဘူးဆိုတော့ကျွန်တော်ရှေ့ဝေးလုံးနေတော့ပထမဦးဆုံးသတိပေးချင်တာကဒီစာအုပ်ထဲမှာပါတဲ့ law number 1 never outshine the master ကိုယ်ဆရာထက်ပိုတော်ကြောင်းဘယ်တော့မှမပြမိစေနဲ့လူတိုင်းရဲ့စိတ်ထဲမှာမလုံခြုံမှု insecurity ရှိအဲ့ဒါကြောင့်ကိုယ်ဆရာကိုဂုဏ်ယူစေခြင်းလိုပဲဖြစ်ဖြစ်သူများရဲ့ထက်ပိုပြီးတော့မျက်နှာတာပေးခံခြင်းလို့ဆိုပြီးတော့ဆရာထက်ပိုတော်ကြောင်းအစွမ်းနေပြလိုက်မယ်ဆိုလို့ရှိရင်ဆရာရဲ့စိတ်ထဲမှာကဟာဒီကောင်ကငါထက်ပိုတော်ကြောင်းပြကျင်နေတာပဲဆိုတဲ့မလုံခြုံမှုတွေခံစားလာပြီးတော့ကိုယ့်ကိုပြန်ပြီးဒုက္ခပြန်ပေးတာမျိုးဖြစ်နိုင်တယ်။ဆောက်ထက်စတိုရီကဒီလိုလာတယ်။ပြင်သစ်ဘုရင် Louis XIV နဲ့သူ့ရဲ့ဘန်ဒါယိုဝန်ကြီးနီကိုလက်ဖိုကိတ်သူတို့နှစ်ယောက်အကြောင်းနီကိုလက်ဖိုကိတ်ကဘာလဲဆိုလို့ရှိရင်ထားလိုက်ပါတော့နီကိုလက်အဲ့ဒီနီကိုလက်ဆိုတဲ့လူကြီးကဘုရင်ပေါ်မှာအရန်တစ္ဆာရှိတာဘုရင်အတွက်လည်းမရှိမဖြစ်လိုအပ်တဲ့ဘန်ဒါယိုဝန်ကြီးတယောက်ခတ်တာသူကပတ်စံအတုံးဖြုံအရန်ကြီးအိမ်ကြီးတွေပါတီအကြီးတွေကိုပတ်စံအကုန်အကျခံပြီးခဏလှုပ်တယ်ဒါနဲ့1960ခုနှစ်လောက်လာမသိဘူးကျွန်တော်အခုနှစ်ကိုတော့အတိအကျမပြောတော့ဘူးเนาะအဲ့ပုံဝင်ကျင်မှာဝန်ကြီးချုပ်နာမည်တော့ပါတယ်စာအုပ်ထဲမှာတော့အဲ့ဝန်ကြီးချုပ်ကဆုံးသွားရောအဲ့ဒါနဲ့ဒီယာရုကိုသူ့ကိုပေးမယ်ဆိုပြီးတော့နီကိုလက်ဆိုတဲ့လူကထင်နေတာဒါပေမဲ့ဘုရင်ကဘလို့မပေးဘဲနဲ့အဲ့ယာရုကိုပယ်ဖြတ်လိုက်ရောဒါကိုနီကိုလတ်ကသူ့ကိုဘုရင်ကအမြင်မကြည်လို့စိတ်မကြည်လို့မပေးတာလို့ထင်နေတော့သူကဘုရင်ကိုဖားဖို့ဆိုပြီးတော့သူ့အိမ်မှာပါတီကြီးလုပ်တယ်ဒီပါတီမှာကသူတို့ဂုံဒီရှိလူကြီးမဲအပေါင်းပေါ့ဗျာသူတို့အထက်တန်းလွှာလူတွေအများကြီးကိုဖိတ်တယ်လောက်တာကဘယင်ကိုတစ္ဆာရှိကြောင်းဘယင်ချီးကျူးတာကိုခံကျင်လို့လောက်တာဒါပေမဲ့မှန်းကျန်တဲ့နှံတော်နေရာမကိုက်ဘူးဒီပါတီလဲပြီးသွားတော့ဘယင်ရဲ့တော်ဝင်တက်တွေကသူ့ကိုတိုင်းပြည်ရဲ့ဘန်ဒါရေးကိုအလွဲသုံးစားလုပ်မှုနဲ့ထောင်ထဲကိုဆွဲစီလိုက်ရောဘယင်ထက်ပိုပြီးတော့ချမ်းသာနေသလိုဘာလိုတွားလို့တော့ဒုက္ခရောက်ရောအဲ့လိုပဲကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာဆိုလို့ရှိရင်လေကိုယ့်ရဲ့အထက်လူကြီးတွေကိုယ့်ဆရာတွေထက်ပိုတော်ပါတယ်တက်ပါတယ်ဆိုတာမျိုးဘယ်တော့မှမပြနိုင်သူတို့ကကိုယ့်ထက်တာနေသေးပဲဆိုတာကိုခံစားရပါစေကိုကသူတို့ရဲ့နေရာကိုလူယူနိုင်စွမ်းမရှိပါဘူးဆိုတာကိုလည်းပြအထင်ကြီးခံကျင်သောကြီးပြီးတော့ခမရဲ့အကြီးချင်းတွေကိုအလွန်အကျွံထုတ်မပြနဲ့သူတို့မလုံခြုံတော့ဘူးလို့ခံစားလာလို့ရှိရင်ခမကိုလှုပ်ထုတ်လိမ့်မယ်ကျွန်တော်လည်းအများကြီးတွေ့ဘူးဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဦးလေးပြောပြတာလေးကိုကျွန်တော်ပြန်ပြောပြမယ်သူလှုပ်တဲ့ကုမ္ပဏီမှာသူ့ရဲ့ junior လေးကဒီလူကသူ့ကိုယ်သူအရန် bright ဖြစ်တဲ့ style အရန်တက်ကြွတဲ့ style နဲ့ဟို manager ထက်ပိုတော်ကြောင်းတက်ကြောင်းနေခဏပြတယ်အစားပိုင်းတစ်ခါနှစ်ခါလောက်တုန်းကတော့ manager ချီးကျူးတာပေါ့အာရောက်မင်းတော်လိုက်လားမိုက်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ခဏလဲဆိုတော့ manager သူ့ကိုချီးကျူးမဲ့အစားအမားတွေရှာပြီးတော့အလုပ်ကနေထွက်သွားအောင်ဒီမျိုးစုံနဲ့ pressure ပေးခံရတယ်နောက်နှစ်ပတ်လောက်လဲနေရောအဲ့ဘေးကအလုပ်ထွက်သွားရောမြန်မာစကားပုံနဲ့ပြောရလို့ရှိရင်အဖေတက်တာတလကြီးနေတာအခုကဘာလဲဆိုလို့ရှိရင်ဆရာထက်တပည့်က9လလောက်ကြီးနေရဗျာအဲ့လိုပဲကိုယ့်ရဲ့ဆရာသမားတွေအထက်လူကြီးတွေထက်တော်ကြောင်းတက်ကြောင်းဘယ်တော့မှမပြပါနဲ့တခါတလေကိုယ့်ဆရာကိုကူညီနေရလို့ထင်ရပေမဲ့တကယ်တော့သူတို့ရဲ့နေရာကိုချင်းချောက်နေတယ်လို့ဖြစ်သွားတတ်တယ်နောက်တစ်ချက်က never put too much trust in friends learn how to use enemy learn how to use enemy ကခဏထားလိုက်ကျွန်တော်ပြောချင်တာက never put too much trust in friends ကိုယ်ကံကြမ္မာကိုတငယ်ချင်းရဲ့လက်ထဲကိုဘယ်တော့မှမထည့်နဲ့တငယ်ချင်းကိုအယုံလွန်ပြီးတော့အာနာပါဝါတွေအကြီးပေးလိုက်မယ်ဆိုလို့ရှိရင်ကိုယ်ကံကြမ္မာကိုသူ့လက်ထဲပုံအပ်လိုက်တာ ਨੇ အတူတူပဲဒီလိုလူကကိုယ်တစ္ဆာဖောက်ခဲ့ရင်ရန်သူထက်တောင်ပို့ပြီးတော့ကြောက်စရာကောင်းတယ်ဆောက်ထက်စတိုရီကဒီလိုလာတယ်ဂျောမဘတ်စတိုင်းအင်ပါယာရဲ့ဘုရင်မိုက်ကယ်3ကသူ့လေးဘာရတ်ဆိုတဲ့လူရဲ့အကူအညီနဲ့ချိနိုင်ရတယ်သူဘုရင်လည်းဖြစ်သွားရောနန်းတွင်းမှာရှိနေတဲ့လူတွေမူးမတ်တွေကသူ့ဦးလေးကို
ဒီတရားရုံးချုပ်ကိုစီရင်ဖို့အာဏာပေးတင်နေဆိုပြီးတော့အကြံဉာဏ်ပေးတယ်ဒါမဲ့ဘယင်ကကြော်မဟုတ်ဘူးသူအရန်ယုံကြည်ရပါတယ်သူယုံကြည်ရတယ်ဆိုတော့သူ့ရဲ့တငယ်ချင်း Basilius ကိုပေးလိုက်တယ် Basilius ကအရင်ကမြင်းတယ်သူကဘာလဲဆိုလို့ရှိရင်အရင်ကဘယင်ကိုမြင်းရိုင်းတကောင်ရဲ့အန်ရယ်ကနေပြီးတော့ကဲတင်ခဲ့ဘူးရဲ့ဒါဟုတ်ဘယင်ကအရန်နေကျေးဇူးတင်စကားတွေပါတွေပြောရင်းနဲ့ချက်ချင်းဆိုသလိုပဲတငယ်ချင်းဖြစ်သွားရောပြီးတော့ Basilius ကတောတူတောင်တာမိသားစုကမွေးတာရှင်းပြောရင်တော့ရွာပေါ့ဗျာရွာသားလေးဘယင်နဲ့တငယ်ချင်းလည်းဖြစ်သွားရောဘယင်ကသူ့ကိုသူတို့အင်ပါယာရဲ့အကောင်းဆုံးကျောင်းမှာထားပြီးဒီလိုနဲ့ပဲအစင်းမြင့်နန်းတွင်သားတယောက်ဖြစ်လာတယ်ပေါ့ဗျာဒီဘက်ကတရားရုံးချုပ်ယာဒူးကိုရယုံနဲ့မပြီးဘူးနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ပေးတဲ့ဘယင်းရဲ့ညာလက်ရုံးတယောက်ပါဖြစ်လာတယ်ဒီလိုနဲ့ပဲဘယင်းကမြောက်စားလိုက်ရွှေငွေတွေလည်းရလာရောတဖြည်းဖြည်းနဲ့အထက်တန်းလွှာဘဝကိုရစ်မှုလာပြီးတော့ဒီတဲ့ပုံများတဲ့စီးစိမ်တွေအာဏာတွေလိုချင်လာရောဘယင်းကလည်းသူ့တငယ်ချင်းကျေနပ်အောင်လို့ဆိုပြီးတော့လာစာတွေတိုးပေးယာဒူးတွေတိုးပေးနောက်ဆုံးဗျာသူ့အချစ်ဆုံးမိဖုရားနဲ့တောင်မှပဲလက်ထပ်ခွင့်ပေးခဲ့တယ်တဲ့ဒီဘယင်းကတော့မှုတ်သေးပါဘူးကွာဒါတွေမကသေးဘူး Basilius ကဘာကြံဉာဏ်ပေးလဲဆိုလို့ရှင်ဘယင်းရဲ့ဦးလေးဖြစ်သူဘာရတ်ကထီးနှန်းကိုလူလာနိုင်တယ်အန်ရရှိရနော်ရှင်းပြတဲ့နေဆိုပြီးတော့အကြံပေးတယ်ဘယင်းကလည်းဒီအကြံကိုလက်ခံပြီးတော့သူ့ကိုထီးနှန်းရအောင်ကူညီပေးခဲ့တဲ့ကျေးဇူးရှင်ဦးလေးကိုတက်ခွင့်ပေးလိုက်တယ်အဲ့အချိန်ကသူ့ဦးလေးကကာကွယ်ရေးဦးစီးချုပ်သူ့ဦးလေးကိုလည်းရှင်းပြပေးလိုက်တဲ့အချိန်မှာဒီလစ်လတ်သွားတဲ့ကာကွယ်ရေးဦးစီးချုပ်ယာဒူးကိုပါ Basilius ကိုပေးလိုက်တယ်ဒီလိုနဲ့ပဲ Basilius ရဲ့အာဏာကကြီးတထက်ကြီးလာရောနောက်ပိုင်းမှာဗန္ဒာကြီးအကြက်တဲတွေနဲ့ကြုံလာတော့ဘယင်ကသူအရင်ကပေးခဲ့ဘူးတဲ့ပတ်စံအချို့ပြန်တောင်းတယ်ဒါမဲ့ Basilius ကမပေးဘူးမပေးတဲ့အပြင်ဘယင်ကိုစော်ကားမော်ကားတွေပြောတယ်နောက်ဆုံးကြတော့ဘယင်ကိုကောင်းဖြတ်တက်ပြီးတော့ထီးနှက်မှသိမ်းလိုက်ရောတငယ်ချင်းကိုယုံပြီးတော့ကို့မှာရှိနေတဲ့အရာတွေအာနာပါဝါတွေကိုပေးတယ်ဒါကကို့ကံကြမ္မာကိုတခြားသူလက်ထဲကိုပုံအပ်မိနေတယ်ဆိုတာကိုတတိမထားမိဘူးကျွန်တော်အပြင်လောကမှာဆိုလို့ရှိရင်လည်းအများကြီးရှိတယ်တငယ်ချင်းကိုယုံပြီးတော့ငွေတွေအပ်ထားနောက်ညားတစ်ထက်များလာရောတငယ်ချင်းကခြေရဖြောက်သွားရောအလုပ်တွေမှာဆိုလို့ရှိရင်လည်းယာရုအကြီးကြီးဆိုရင်တခြားလူထက်ကိုယ်တငယ်ချင်းတွေကိုပူခန့်တယ်ကိုယ်တငယ်ချင်းကကြတော့အလုပ်ကိုတေချာမလုပ်အမှားလုပ်လို့ရှိရင်လည်းအားနာပြီးတော့ဘာမှမပြောဘူးဒီလိုနဲ့ပဲလုပ်ငန်းတွေပြက်ပြီးအရင်းအနှီးတွေပါဆုံးသွားကြရောပြင်သေးတွေးခေါ်ရှင်တယောက်ပြောဘူးတာရှိတယ်အိုးအဖဖျားတခင်ကျွန်ုပ်အားတငယ်ချင်းတွေလက်မှကဲတင်တော်မူပါရန်သူများကိုမူကျွန်ုပ်ရင်ဆိုင်နိုင်မှာဤဆိုပြီးတော့ရန်သူတွေရဲ့အန္တရာယ်ကိုရိတ်စားမိဖို့လွယ်တယ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေရဲ့အန္တရာယ်ကိုကရိတ်စားမိဖို့မလွယ်ဘူးတချို့တငယ်ချင်းတွေဆိုလို့ရှိရင်ကိုအောင်မြင်နေတာကိုကြိတ်ပြီးမနာလိုနေတဲ့လူတွေရှိဒါကိုကမသိပဲနဲ့ဒီတငယ်ချင်းကိုအာနာပါဝါတွေပေးလိုက်မယ်ဆိုရင်နောက်ကျောကိုဓာတ်နဲ့ထိုးခံနိုင်တယ်တငယ်ချင်းကိုမယုံတဲ့လူပြောတာမဟုတ်ဘူးယုံလို့ရတယ်ဒါပေမဲ့သူ့လက်ထဲကိုအာနာအကြီးတွေထည့်မပေးမိစေနဲ့ Learn how to use enemy ကိုကတော့မပြောတော့ဘူးဒါနဲ့ပတ်သက်ပြီးတော့အလုံးစုံသိကျင်တယ်ဆိုလို့ရှိရင်စာအုပ်ကိုပဲဖတ်ဖို့ကျွန်တော်အကြံပြုချင်တယ်နောက်တစ်ခုက conceive your intention မင်းရဲ့ရည်ရွယ်ချက်ကိုရှုပ်ဝတ်တာပြောချင်တာကိုဘာလုပ်မယ်ဘယ်တွားမယ်ဘယ်သူတွေနဲ့တွေ့မယ်ဆိုတာတွေကိုဖုံးကွယ်တာဘာပြီးရင်ဘာလုပ်မယ်ဆိုတာတွေကိုအကုန်ပြောနေလို့ရှိရင်သူတို့ကခမ ्या ကိုတားဆီးဖို့လွယ်သွားလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်ခမ ्या ထက်လက်ဦးမှုရယူဖို့လွယ်သွားလိမ့်မယ်ကျွန်တော်အရင်ကဒါကိုမသိခင်တုန်းကခံရတာအများများတယ်တကယ်ကိစ္စအကြီးတွေရောဘာမဟုတ်တဲ့ကိစ္စသေးသေးလေးတွေရောအများကြီးခံခဲ့ရတယ်ကိုလို့တလို့လိုက်လုံနေတဲ့လူတွေကိုအမြဲတမ်းလိုက်ပြိုင်နေတဲ့လူတွေအများကြီးရှိဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝတုန်းကဖြစ်တဲ့အဖြစ်အပျက်ကလေးကိုပြန်ပြောပြမယ်ဒီအဖြစ်အပျက်ဆိုရင်ဘာမှမဟုတ်ဘူးဗျာဒီမမတ်ရတောက်ကြနေကျွန်တော်ရဲ့တခြားတငယ်ချင်းတယောက်ရဲ့ပေါ့နော်ဒီကျောင်းလဲဆင်းရောတစ်ဖက်ကြီးတွားတောက်ကြတယ်လက်ဖက်ကြီးလဲတောက်ပြီးတော့အိမ်မပြန်သေးဘဲနဲ့ကျွန်တော်တို့ဒီ fashion line တစ်ဆိုင်ဝင်တယ်အဲ့ဆိုင်မှာဗာလဲဆိုလို့ရှိရင်ကျွန်တော်အရန်ကြိုက်တဲ့ဂျာကင်တစ်ခုရှိတယ်တခုပဲရှိတာဗျာဒါနဲ့ဟာငါဒီဂျာကင်လေးကိုငါမနေ့ပြန်ကြားလို့ရှိရင်လာဝယ်ဦးမယ်ကွာဆိုကျွန်တော်အဲ့လိုလေးပဲပြောလိုက်တာနောက်နေ့တွားလေဝယ်ရောဒီဂျာကင်ကမရှိတော့ဘူးဒါနဲ့ဒီမန်ဒေးလေရောက်ရောကျွန်တော်တငယ်ချင်းကအဲ့ဂျာကင်ကိုကြောင်းဝစ်လာတယ်ဩသူဝယ်သွားတာ哦အဲ့လိုပဲနောက်ရှိသေးရဲ့ကျွန်တော်တို့ဒီခင်ကြမင်ကြတဲ့တငယ်ချင်းတွေနဲ့စကားတွေပြောပြတယ်သူတို့ကလည်းတာကြီးမြင့်ဘာလို့မှာတော့ဘာတွေစီစဉ်ထားတော့ဘာလို့ညာတော့နေဆိုတော့ကိုကလည်းကိုအတိတငယ်ချင်းတွေဆိုတော့ငါပဲကြားလို့ရှိရင်တော့ဘာလေးလှုပ်ချင်တယ်ဘာလို့ဖို့စီစဉ်ထားတယ်ဆိုပြီးတော့ပြောလိုက်တာဒီကောင်တွေကကိုယ့်ထက်အရင်လှုပ်ပြီးသွားတယ်သူတို့လှုပ်ချင်တဲ့အရာတွေကြတော့မပြောဘူးသူတို့ကကြိတ်လှုပ်တာအဲ့တော့ကျွန်တော်လည်းသိသွားရောနောက်ပိုင်းကျတော့ဘာပဲလို့မပြောတော့ခင်ဗျားတို့လည်းအဲ့လိုပဲငါဘာလုပ်မယ်ဘာလုပ်ချင်တယ်ဆိုတာကိုကြိုမပြောနဲ့ကိုရည်ရွယ်ချက်ကိုဖုံးကွယ်တာတယောက်ယောက်ကလာမေးခဲ့လို့ရှိရင်လည်းမဆိုင်နိုင်ပြောပြီးတော့လမ်းကြောင်းလွှဲပြလိုက်ဥပမာဗျာတာကြီးမင်းဘယ်သွားမလို့တော့ဘာအောင်ညာတော့မေးလို့ရှိရင်ငါဟိုနာဒီနာမှာကွာ
ခုနဒီနာလောက်ဆိုရင်ရပြီအဲ့ဒါပို့ပြီးတော့ငါဘသူနဲ့သွားတွေ့မှာငါဘယ်ဟူသွားမှာဘယ်နှနာရီလောက်ကြာမှာတို့ဒါပြောစရာမလိုတကယ်ဆရာကြီးတွေလူနတ်တွေကအောင်မြင်ပြီးမှ result ကိုချပြကြတာအဲ့ချိန်ကျမှဟာတာကြီးမင်းမိုက်လိုက်လားကွာမင်းဘလူတွေလောက်ထားတော့ဘာတော့ညာတော့ကြာမှအဲ့ကြမှာပြောပြလိုက်ဒီချက်တွေကတကူကောင်းစံနဲ့ရက်ဆက်တယ်လို့ထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့ဒါတွေကအမှန်တရားတွေကျွန်တော်တို့လူငယ်တွေအနေနဲ့တော်နေုံနဲ့မပြီးဘူးပါနှက်ဖို့လေလိုသေးတယ်အခုဒီဗီဒီယိုကြည့်နေတဲ့လူအနေနဲ့ခုနကျွန်တော်ပြောပြလိုက်တဲ့အချက်၃ချက်ထဲကအများဆုံးလုံးမိနေတဲ့အချက်တစ်ချက်ဆိုရင်ဘာဖြစ်မလဲကွန်မန့်မှာရေးခဲ့ပေးပါဦးဒီအချက်တွေကိုသိသိချင်းနဲ့တငယ်ချင်းတွေရှိရင်လည်းပြန်လည်မျှဝေပေးပါဦးခင်ဗျဗီဒီယို like လုပ်ပြီး channel ကိုလည်း subscribe လုပ်ခဲ့ပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့